အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့စိတ်စေတနာကိုယုံကြည်ပါဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြချင်ပါတယ်ရှင်ဒီခေါင်းစဉ်လေးကိုမဖတ်ပြခင်အခုတလောကျမဖတ်ဖြစ်နေတဲ့စာရီတွေကပြန်လည်ဝေမျှပေးခြင်းတဲ့ခေါင်းစဉ်လေးတွေကိုတပတ်တစ်ခုပြန်ဖတ်ပြဖြစ်တယ်ဒီခေါင်းစဉ်လေးကတော့ကျမတို့လူသားတွေရဲ့အတွေးတွေနဲ့ခံယူချက်မမှားဖို့သတိပေးထားသလိုပါပဲလူဆိုတော့လေအမြဲစိတ်ကောင်းစေတနာရှိနေဖို့ဆိုတာတိတ်ခတ်တာကိုစိတ်ကောင်းများများမွေးနိုင်အောင်အတိသတိနဲ့နေဖို့ကိုယ်စိတ်လေးမကောင်းတဲ့ဘက်ကိုဥတီနေပြီဆိုရင်သတိလေးကပ်ရင်ရိုင်လာတဲ့မိမိကိုယ်စဉ်တရားစိတ်ထားကိုပြန်လဲတက်မှတ်ဖို့အမြဲပြန်ဖတ်မိနေတဲ့ခေါင်းစဉ်တွေကတစ်ခုလည်းဖြစ်ပါတယ်။စာရေးဆရာဒေါက်တာဖြိုးတီဟာကိုလေးစားစွာနဲ့ဒီစိတ်စေတနာကိုယုံကြည်ပါဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြချင်ပါတယ်ရှင်။စိတ်စေတနာကိုယုံကြည်ပါဒီအကြောင်းကိုမကြာခဏလည်းရေးဘူးတယ်။အခုအသက်36နှစ်ပြည့်ကန်နေမို့ကျွန်တော်ရဲ့ဘဝကိုစာအုပ်တအုပ်လိုသဘောထားရင် Chapter 36အဆုံးပိုင်းကိုရောက်နေပြီပြောလို့ရတယ်။ဒီအရွယ်မှာငါဒါရီခံယူခဲ့ဘူးရယ်ဆိုတာမျိုးမှတ်တမ်းကြံကျင်လို့ပြန်ရေးဖြစ်နေတာပါ။နောက်ထပ် chapter တွေကြဘယ်လိုပြောင်းလဲသွားမယ်တော့မသိပေမဲ့ဟိုအရင်ကတည်းကရောအခုထိပါခံယူထားတဲ့ကျွန်တော်ရဲ့ဘဝဒသနာတွေတဲကတစ်ခုပေါ့။လက်ရှိကာလအတွင်းအခက်အခဲတွေစိတ်ပျက်စရာတွေရင်းရိုင်စရာတွေကြော်ဖြတ်ရမှာလဲဒီခံယူချက်ကများစွာသောအထောက်အပံ့ကိုဖြစ်စေခဲ့ပါတယ်။တခါတလေကြစေတနာကောင်းလို့ကံကောင်းတာစိတ်ကောင်းရှိတော့လူကောင်းသူကောင်းတွေနဲ့တွေ့တာပေါ့စသဖြင့်ပြောရတာအားနာမိတယ်။အဲ့ဒီလိုပြောလိုက်တော့ကံမကောင်းတဲ့သူတွေကပဲစေတနာမကောင်းတယ်လို့လူဆိုးလူယုံမာနဲ့စုံတဲ့သူတွေကပဲစိတ်ကောင်းမရှိတယ်လို့ဖြစ်ကုန်လို့လေကျွန်တော်ကိုယ်တိုင်လဲကံမကောင်းတာတွေရှိတာပဲမကောင်းတဲ့လူတွေနဲ့လည်းစုံရတာပဲကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်ရတာကိုစိတ်ပြတ်ဖူးတာပဲအခါခတ်သိမ်းကံကောင်းပြီးအမြဲတစေလူကောင်းသူကောင်းနေနဲ့ပဲတွေ့နေတာတော့မဟုတ်ပါဘူးသို့တော့အဆုံးသက်ရောက်လာရင်တော့သူ့ဟာနဲ့သူပြေလည်သွားတယ်ချောမွေ့သွားတယ်ကုညီမဲ့သူပေါ်လာတယ်အဓိကစေတနာကောင်းပြီးကံမကောင်းသေးတဲ့အချိန်တွေလူကောင်းသူကောင်းနဲ့မတွေ့သေးတဲ့အခိုက်အတန့်တွေမှာတိခတ်နိုင်ဖို့ပဲစိတ်ပြတ်မသွားဖို့ပဲဒါကြောင့်လဲဓမ္မစိုးတရား၄ပါးထဲမှာဥပိ္ပခာတရားကအရေးကြီးဆုံးနဲ့အခက်ခဲဆုံးလို့ပြောရတာပါပတ်ဝန်းကျင်ရဲ့ချီးကျူးခြင်းကဲ့ရဲ့ခြင်းတွေဘဝမှာကြုံတွေ့ရတာတွေအပေါ်လိုက်ပြီးခံစားချက်ကိုအတိအကျမဖြစ်အောင်ထိန်းထားနိုင်ဖို့ဆိုတာအရေးလွယ်အပြောလွယ်သလောက်လက်တွေ့လုပ်ရတာတိတ်ခတ်တာကိုငါဘသူမှမကူညီတော့ဘူးကွာဒီလောက်တောင်ပြောခံနေရတာငါဒါတွေဆက်မလုပ်တော့ဘူးကွာသူတို့တွေတောင်နေနိုင်ကြသေးတာငါလဲဒီလိုပဲနေလိုက်တော့မယ်စတဲ့အတွေးတွေဝင်တဲ့အခါဝင်တာပဲတကယ်ကအဲ့ဒီအစိုးဘက်ချမ်းကိုကပိုတွေးနေမိလို့ပါကိုယ့်ရဲ့လုပ်ရက်ကောင်းတွေကြောင့်ကံကောင်းခဲ့တာတွေကြာပြန်သတိမရတော့ဘူးဖြစ်သွားတယ်စေတနာကောင်းလို့ကံကောင်းတယ်လူကောင်းသူကောင်းနဲ့တွေ့ရဆိုတာမှာလက်တွေ့ကြရှင်းပြရရင်ကိုကကောင်းကောင်းမွန်မွန်နေထိုင်နေလူတွေကိုကိုညီတက်တယ်ဆိုတာသိနေကြတဲ့အတွက်နာမည်ဂုဏ်သတင်းတွေကကောင်းသွားတယ်အဲ့ဒီအခါလူတွေကပိုယုံကြည်ရဲ့ပိုကူညီခြင်းနဲ့အဲ့ဒီလိုနဲ့ပြဿနာတွေပြေလည်သွားတာပဲကိုအခုကူညီပေးလိုက်တဲ့သူကကျေးဇူးကမ်းကျင်ကမ်းသွားလိမ့်မယ်နော်ဒါပေမဲ့ဘေးကကြည့်နေမြင်နေတဲ့သူတွေအများကြီးရှိတယ်ကိုဘလို့သူဘလို့ဆိုတာသိကြတယ်ဒီလိုနဲ့ကိုလိုအပ်တဲ့အခါပေါ်ထွက်လာကြပြီးကူညီပေးသွားတော့တာပဲတိုက်ခိုက်ခံရနာမည်ဖြတ်ခံရရင်လဲဒီလိုပဲလူတိုင်းရဲ့နှစ်သက်မှုကိုရဖို့ဆိုတာတော့မဖြစ်နိုင်ဘူးကိုဘလို့နေ
မင်းဖြစ်နေလို့ကိုပြောတာကွာဆိုတဲ့လူကတသက်ရှိတယ်ဘလောက်ရှင်းပြလဲအမှန်ကိုကြားချင်တာမဟုတ်ဘူးသူတို့ယုံချင်တာကိုပဲအမှန်လို့ယူဆထားကြတာအဲ့ဒီတော့စိတ်ပြတ်တာပေါ့ငါဒီလောက်ကောင်းအောင်နေပါလျက်နဲ့ဘာလို့ဒီလိုတွေပြောနေကြတာလဲဆိုပြီးတော့လေသို့တော့တိတဲ့သူကတိတာပဲဆိုရှယ်မီဒီယာခေတ်မို့ဟန်ဆောင်မျက်နှာဖုံးတွေတက်ရလွယ်ပေမဲ့အစစ်အမှန်ကအစစ်အမှန်ပဲအတုအယောင်ကအတုအယောင်ပဲကြာလာတာနဲ့အမျှကွာကြကုန်တာပဲစစ်မှန်ရင်လဲဘလောက်ခွာချကွာမသွားဘူးမသွားဆိုကိုမျက်နှာအစစ်ကြီးကိုဒါကြောင့်နံပါတ်ဖြတ်အပုတ်ချနေသူတွေကိုပဲကြည့်ပြီးစိတ်ပြတ်မနေနဲ့ဒီဘက်မှာကို့အကြောင်းသိတဲ့သူတွေအများကြီးရှိနေသေးတာတတိယဖို့လိုတယ်နောက်ပြီးလူတယောက်ကိုအကြည်တဲ့ရစေတဲ့အကြောင်းအရင်းတွေထဲမှာအဓိကအကြဆုံးကစိတ်ကောင်းစေတနာပဲလို့တကိုယ်စာအရာခံယူထားတယ်စိတ်ကောင်းရှိတဲ့သူနာနေရရင်သိစိတ်ချမ်းသာတယ်သူတို့ကိုဆိုအကုန်လုပ်ပေးခြင်းနဲ့ကုညီပေးခြင်းနဲ့ဒါကိုပဲလူကောင်းသူကောင်းနဲ့တွေ့ရတယ်လို့မှတ်ယူကြတာပေါ့တကယ်ကကိုယ်စိတ်စေတနာဆိုတဲ့တန်လိုက်တတ်ကြောင်သာဒီလူတွေကအနားရောက်လာကြတယ်ပြောရမယ်မရေရာမသေးကြမှုဆိုတဲ့ uncertainty ကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုအတော်လေးနှိပ်စက်နိုင်ပါတယ်ရိုးရိုးလေးပဲစဉ်းစားကြည့်မိပြတ်တယ်ဘယ်တော့ပြန်လာမယ်တိတိကျကျသိရရင်တော်သေးတယ်ဘာမှမသိရတာလာပြီးရင်လည်းဘယ်တော့ပြန်ပြတ်မလဲပူနေရတာကပိုဆိုးတယ်အခုလဲဒီလိုပဲဘလောက်ကြာအောင်မယ်ဆိုတာတိတိကျကျသိရရင်ဘလောက်ပင်မတောင်းခံနိုင်တယ်ခုကျဘယ်တော့ပြီးမယ်မသိဘလို့ပုံစံနဲ့ပြီးမယ်မသိရတဲ့ခေတ်ကာလကိုဖျက်ဆီးနေရခြင်းကစိတ်ကိုတိတ်ပင်ပန်းစေတာအဲ့ဒီအခါမှာလဲဒီခံယူချက်နဲ့ပဲဖျက်ဆီးရပြန်တာပဲငါလူတွေအပေါ်စေနာထားပြီးဆက်ဆံခဲ့တာပဲအနာဂတ်မှာလဲဘယ်တော့မှဆိုးဆိုးရွားရွားဒုက္ခရောက်မှာမဟုတ်ပါဘူးဆိုပြီးယုံကြည်ထားလိုက်တာပေါ့ငွေကူရဲဆိုလဲဒီလိုပဲငါတခြားနည်းတွေနဲ့ပါဝင်နေရပဲကိုပိုင်ငွေနဲ့ကူရာလေးတော့ရှော့လိုက်မယ်ဆိုရဲစိတ်ခဏဝင်နေအထူးသဖြင့်ကိုနဲ့ရွယ်သူဒန်းသူတွေအဆင်ပြေနေတာမြင်ရတဲ့အခါမှာပေါ့ငါလဲငါအနာဂတ်အတွက်စဉ်းစားသင့်ပြီဆိုတာမျိုးတွေးမိလာတတ်တယ်အဲ့ဓာတွေကိုလဲငါစေနာကိုငါယုံတယ်ဆိုတဲ့အတွေးနဲ့ခြေဖြတ်ပြစ်ရတာပဲအနိုင်ယူပြစ်ရတာပဲလိုအပ်နေတဲ့သူကိုချွေးနှဲစာတွေကနေစိုက်ထုတ်ပြီးကူညီပေးခဲ့တဲ့အကျိုးဟာတစ်ချိန်မဟုတ်တစ်ချိန်ငါစီပြန်လာမှာပဲဆိုတဲ့ယုံကြည်မှုနဲ့ဒီလောက်ရက်ကောင်းတွေကိုစက်ထိန်ထားရတာပေါ့မဟုတ်ရင်ရိမ့်ရိုင်သွားတာရက်တန့်သွားတာကြာလှပြီဒါကြောင့်အနာဂတ်အကြောင်းတိတ်မတွေးတော့ဘူးတွေးနေလို့လဲပူပန်နေရတာပဲရှိမယ်လက်ရှိကိုပဲအကောင်းဆုံးဖြစ်အောင်ရှင်သန်နေထိုင်တော့တယ်ဒီ36နှစ်လုံးရခဲ့သမျှအောင်မြင်မှုတွေပတ်စံတွေအဆက်အသွယ်တွေအားလုံးကလည်းဒီနည်းနဲ့ပဲရခဲ့တာပဲမိုးရွာလောက်မဲ့ထင်ပြီးမိုးကယူသွားရင်နေပူလာတာနဲ့တိုးတက်တဲ့သူတေချာပေါက်အပိုင်တွက်ထားမျောလင့်ထားတာမှန်သမျှဖြစ်မလာတဲ့သူဆိုတော့လေဘသူဘယ်ဝါနဲ့တိကျွမ်းရရင်ဘသူကိုဘလို့လက်ဆောင်ပေးလိုက်ရင်ဘယ်ပွဲမှာတော့ငါဘလို့ကိုရေကိုသွေးပြလိုက်ရင်ဘာဖြစ်လာမယ်ဆိုပြီးကြိုတွက်လို့ကိုမရတာပါကြုံဆုံရသမျှလူတိုင်းကိုစေတနာထားပြီးဆက်ဆံခဲ့ုံပါပဲလောက်ရသမျှအလုပ်တိုင်းကိုတတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်လုပ်ခဲ့ုံပါပဲဒီလိုနဲ့ပဲဒီအနေအထားရောက်လာတာမို့မရေရာနဲ့ဝေဝါးနေတဲ့အနာဂတ်ကိုလည်းဒီပုံစံအတိုင်းပဲဆက်ဖြတ်တမ်းဖြစ်လိမ့်မယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်